order ကြာချိန်2လဆောင်ပြီးတော့ pre order မှာယူထားတယ်အလျား9ပေကျုံးဖျားဆောင်ယူရဖြစ်ပါတယ်ပုံမှန်နဲ့မတူတာကတော့ဒါညောင်မင်းနောက်ခံလေးကိုမှရွှေညိုရောင် highlight လေးဖောက်ပေးထားတာပဲဖြစ်ပါတယ်ရှင်ကိုယ်တိုင်ကြီးကတော့ Apple ရှင်းရောင်အပြောင်ကိုတုပ်ပေးထားတာဖြစ်ပါတယ်ရှင်ညံတော်12လက်မှစကြင်ကြောက်စင်းတူတော်2စုနဲ့အလဲမှာညံတော်15လက်မှစကြင်ကြောက်စင်းတူတော်1စုကိုပူဇော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်အလျား9ပေအနံ3ပေအကျယ်ရှိတာကြောင့်ဒီရှစ်ဘန်းကအကျယ်ကြီးပဲဖြစ်ပါတယ်နော်စုကတ်ဘန်းလေးကိုလည်းကျမတို့ထည့်ပေးထားပါတယ်ရှင်အားလေးတွေကတော့ခရီးဘန်းပွင့်လေးကိုထွေးပေးထားတာပဲဖြစ်ပါတယ်ရှင်တရားရကန်လုံးကျွန်းတာနောက်ပိတ်တွေကလည်းအကောင်လုံးကိုအထူနဲ့ပဲပြုလုပ်ပေးထားတာဖြစ်ပါတယ်ရှင်ဒီအောက်ဗီဒီယိုကြီးကတစ်လုံးနဲ့မဟုတ်ဘဲနဲ့အတင်အချလွယ်ကူအောင်လို့ပုံးကို3လုံးပိုင်းပြီးတော့ခွဲပေးထားတာပဲဖြစ်ပါတယ်ရှင်ကျမတို့ဆိုင်ရဲ့အာမခံချက်လေးကတော့ကျွန်းမစင်2ဆရောပါတယ်ရှင်တဘာဝကျွန်းတင်နဲ့ပြုလုပ်ပေးထားတာဖြစ်တဲ့အတွက်တစ်အကြောင်းကြောင့်ဖြစ်ပြီးတော့တစ်ကွက်အခက်မှုတွေဖြစ်ခဲ့သည်ရှိတော့အာမခံတစ်နှစ်အတွင်းမှာစေဖို့လက်ခတစ်ကြိမ်အခမဲ့ပြုလုပ်ပေးတာဖြစ်ပါတယ်ဆိုင်မှာအသိရှိနေတဲ့ပစ္စည်းဆိုရင်တော့ရန်ကုန်မြို့ထဲကိုအိမ်ရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပြီးတော့ stock ကုန်သွားပါကကြာချိန်3ပတ်ကနေပြီးတော့2လအထိကြာမြင့်နိုင်ပါတယ်နေမြို့နယ်တွေအတွက်ဆိုရင်တော့ order confirm ဖြစ်ပါကစင်ရန်တစ်ဝက်ကောက်ထားပြီးတော့ကြံငွေကိုခိရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်နော်ကျုံးပရိဘောကဆိုင်ရဲ့လိပ်စာလေးကတော့အမှတ်14ထူပေါင်းလမ်း20အနောက်2မြောက်ရက်ကွက်တာကေတာမြို့နယ်ရန်ကုန်မြို့မှာတည်ရှိပါတယ် Google Map ကနေလည်းမြင့် furniture လို့ရိုင်းနှိပ်ပြီးတော့လာရောက်လေ့လာနိုင်ပါတယ်ရှင် Viber ဖုန်းနံပါတ်3998829924 399444991165တို့ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ TikTok page Messenger Facebook page Messenger မှာလည်းလာရောက်စုံစမ်းနိုင်ပါတယ်ရှင် Facebook page Messenger ကတော့ follower 3,400,000ကျော်ပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်